Hello guys အားလုံးပဲမင်္ဂလာပါ Beta TKSC ကြောက်တဲ့ကနေပြန်လိုက်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဘာပဲပြောသွားမလဲဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒီ bro တယောက်ပေါ့နော်ကျွန်တော်ကိုအထီးအမားခွဲတက်လား bro ရေလို့မေးထားတဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်ဒီဖြေပေးလိုက်ပါမယ်ဟုတ်ခွဲတက်ပါတယ်ဗျခွဲရမယ်ဆိုလို့စအဦးဆုံးပေါ့နော်Beta တွေမှာကျွန်တော်တို့နှစ်မျိုးရှိပါတယ်တစ်မျိုးကတော့ကျွန်တော်တို့ domestic Beta ဆိုပြီးတော့ဖြစ်တယ်ပေါ့နော် domestic မှာဘာတွေပါမလဲဆို half moon လို့ပါနော်ဒီကိုလိုတီမျိုးဖြစ်မှာပါ crown တို့ HMBK တို့ပါမယ် wine ဆိုပြီးတော့တူရှိတယ် wine ဆိုလို့ရှိရင်တော့ alien တို့ဒီ fighting blanket တို့ဒီမာချိုင်တို့စားတဲ့အကောင်လေးတွေပါမယ်ပေါ့နော်ဒီကောင်လေးတွေတဘာဝပဲဝှကျင်နဲ့ပုံနီးဆက်တဲ့အကောင်လေးပဲ domestic ကဆိုလို့ရှိရင်တော့ဒီ butter breeder တွေကပြန်ဖောက်ထားတဲ့အကောင်လေးတွေပေါ့ရောက်သေးစုံစင်စားနဲ့ပြန်တွေ့တဲ့အကောင်လေးဖြစ်တယ်ဆက်လိုက်ပြီးတော့ခွဲဆိုလို့ရှိရင်ကျွန်တော်တို့ butter ခွဲနည်းတွေအများကြီးရှိတယ်ခွဲနီးလန်းနေလည်းအများကြီးရှိတယ်ခွဲတဲ့သူတွေလည်းအများကြီးရှိတယ်အဲ့ဒီကမှကျွန်တော်သိတဲ့အချက်လေးပြောပြသွားမယ်ပထမဆုံးကတော့ကျွန်တော်ခွဲနေတဲ့အခုလက်ရှိခွဲနေတဲ့ဥစ္စာကတော့ဘာလဲဆိုလို့ရှိရင် export ပေါ့နော် export ဆိုတာကတော့ butter လေးတွေမှာပေါ့နော်အထီးမှာဆိုလို့ရှိရင်ဒီ fin လေးပေါ့နော်ဒီအရှိကဒီ antrafin ပေါ့နော်မုတ်စိတ်လေးလို့ပြောရမှာဒီရှေ့ကဒီလိုလေးငေါထွက်နေတဲ့မုတ်စိတ်လေးနှစ်ခုရဲ့ကြားလေးမှာပေါ့နော်အမာလေးဆိုလို့ရှိရင် export လေးတွေပါနေတယ်ပေါ့နော်ဥဆန်တိတိလေးပေါ့နော်တခြားကြည့်မှတွေ့ရမယ်ဗျအဲ့ဒါလေးတွေ့နေလိမ့်မယ်ဒီအထီးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဥဆန်မရှိဘူးပေါ့နော်ဒါပေမဲ့ဒီနီးနဲ့အသုံးဖြစ်လားဆိုတော့လည်းမဖြစ်ပြန်ဘူးဗျ။ဘာဖြစ်လဲဆိုတော့တချို့ဘတ်တာတွေမှာဆိုအထီးတွေကအစကျွန်တော်တို့ဒီ export လေးရှိတယ်ဗျ။အခုကျွန်တော်မွေးထားတဲ့ fighting wine butter black cat တကောင်ဆိုလို့ရှိရင်အထီးမှာအဲ့ကောင်အထီးပေါ့နော်သူ့မှာလည်းဒီ export လေးပါနေဗျ။အဲ့ဒါကြတော့အဲ့ညီကဒီသုံးဖြစ်လားဆိုလည်းမဖြစ်ပြန်။အဲ့တို့ကြနောက်ဒီနေ့ကျွန်တော်ပြပြနောက်ဒီနေ့ကကြတော့လွယ်ပါတယ်ဒီကျွန်တော်ဆွမ်းနာပြောတယ်ဒီဘတ်တာလေးတွေရဲ့ခေါင်းရဲ့အောက်ကဒီ antrafin ဆိုတဲ့မုတ်စိတ်လေးနှစ်ခုရဲ့နှစ်ခုမှာအထီးလေးကကြတော့မုတ်စိတ်လေးဒါပို့ပြီးတော့ရှည်တယ်တော်တော်ရှည်တယ်ဗျအမာလေးကကြတိတိတတာကိုတိုးနေတယ်ဗျအဲ့ဒါကိုလည်းအထီးမှလို့ခေါ်ရပြီးလို့ရှိရင်ပိုက်လေးရအမာလေးတွေကဒီတခြားဘတ်တာအထီးလေးတွေဆိုင်ရင်ပိုက်လေးကဖောင်းနေမယ်အထီးလေးကကြဒီလိုပြပြလေးဖြစ်နေမယ်ပေါ့နော်ပြီးတော့အမာလေးဆိုလို့ရှိရင်တောင်တိုတယ်ပေါ့နော် HMPK လိုပဲတောင်တိုလေးရှိတယ်အထီးဆိုလို့ရှိရင်တော့လောင်းတေးလေးတွေပဲပေါ့နော်အဲ့ဒါကြည့်ပြီးတော့ခွက်တယ်ပါတယ်ပေါ့ဒီမှာဆိုပဲဒီလိုလေးကြည့်ပေါ့နော်အဲ့လို antrafin ဒါဆိုလို့ရှိရင် export အဲ့လိုလေးပေါ့နော်ခွဲလို့ရပါတယ်ဒါကတော့ကျွန်တော်ပေါ့နော်ကျွန်တော်လေးလာမိသလောက်ကျွန်တော်ခွဲတတ်သလောက်ကျွန်တော်ပြောပြသွားတာလည်းဖြစ်ပါတယ်ပေါ့နော်အားလုံးကိုလည်းကျေးဇူးများတင်ပါတယ်ပေါ့နော်ကျွန်တော် channel လေး like subscribe လေးလုပ်ပေးတော့ဖို့တောင်းဆိုပါတယ်အားလုံးပဲbye bye